ဿနာတိုင်းမှာနှစ်ဖက်မြင်ရှိတယ်နှစ်ဖက်ရှိတယ်ထင်ကမှလို့ခေါင်းနဲ့ပန်းနှစ်ဖက်ရှိတယ်လို့ပဲပြဿနာတိုင်းမှာလည်းပဲနှစ်ခုရှိတယ်နှစ်ဖက်ရှိတယ်ဇာလန်းလေးကတော့တောင်ကုန်းအတက်ကလေးမှာစားတော့ဆိုင်လေးဖွင့်ထားတယ်အဲစားတော့ဆိုင်ကနာမည်ရေးမထားဘူးဘာလို့ထားတော့ဆိုလမ်းဘက်ကိုလှည့်ပြီးတော့ချင်းသေးရုပ်ကလေးလှုပ်ထားတယ်ချင်းသေးရုပ်လေးလှုပ်ထားတာအဲ့ဒီချင်းသေးရုပ်လေးကတောင်ဘက်ကလာတဲ့လူတွေကကြည့်ရင်ရွှေရောင်မြောက်ဘက်ကလာတဲ့လူတွေကကိုယ်ရောင်တစ်ဖက်စီလှုပ်ထားတာတောင်ဘက်ကလာတဲ့လူတွေကရွှေရောင်ပဲမြင်ရမယ်မြောက်ဘက်ကလာတဲ့လူတွေကငွေရောင်ပဲမြင်တယ်တရက်တော့ခီးတဲ့နှစ်ယောက်တောင်ကလာတဲ့လူတစ်ယောက်မြောက်ကလာတဲ့လူတစ်ယောက်အဲ့ဒီနေရာမှာစုံစည်းမိသွားတယ်တပြိုင်နဲ့ရောက်လာပြီစုံတော့တောင်နဲ့လာတဲ့တောင်ဘက်ကလာတဲ့လူကချင်းသေးရုပ်လေးကိုကြည့်ပြီးတော့အော်ဒီစားတော့ဆိုင်ရဲ့နာမည်ကရွှေချင်းသေးစားတော့ဆိုင်ပဲလို့ပြောလိုက်တယ်ရွှေချင်းသေးဆိုတဲ့စကားလုံးလေးကိုသုံးလိုက်တော့မြောက်ဘက်ကလာတဲ့သူကမော့ကြည့်သူ့ဘက်ကကြည့်ပြီးတော့သူကအတာမနေပဲနဲ့သူကဟာလူကြီးမင်းခမရမားနေတယ်ရွှေချင်းသေးမဟုတ်ဘူးပြတယ်ငွေချင်းသေးဆိုတော့တောင်ဘက်ကသူကစိတ်ဆိုးတာပေါ့မင်းကငါ့ကိုရွှေနဲ့ငွေမကွဲဘူးလို့ပြောချင်တာလားမဟုတ်ပါဘူးငွေမို့ငွေလို့ပြောတာပါခမရမားနေလို့ပြောတာပါစကားများကြစကားများရုံနဲ့မကဘူးဒေါသမထိန်နိုင်တဲ့အခါအဲ့ဒီခေတ်ကတရှည်လွယ်တဲ့ခေတ်ကို6လုံးမျိုးကိုင်တဲ့ခေတ်မဟုတ်ဘူးတရှည်နဲ့ပြဿနာဖြေရှင်းကြနှစ်ယောက်စလုံးဟာတလွဲတွေပါလာတော့တအိမ်ကနေချွတ်ပြီးတာချင်းရှင်းခုတ်ကြတဲ့အဆင့်ရောက်လာအဲ့ဒီမှာဇလန်းကဖန်တီးထားတာတော့ကောင်းကင်ယံကအတန်တန်ထွက်လာတဲ့ stop ရပ်လိုက်ကြဆိုတဲ့စကားတန်ကြားလာကြည့်လိုက်တဲ့အခါကျတော့နတ်သမီးတယောက်ဆင်းလာတယ်ပြဿနာဖြေရှင်းမှုနတ်ကပါလာရပ်လိုက်ပါလို့អော်လိုက်တော့သူတို့ရပ်သွားကြတယ်အတန်ကြားရကြည့်ပြီးရပ်လိုက်ကြတော့လူကြီးမင်းတို့ဘာဖြစ်လို့တိုက်ခိုက်နေကြတာလဲနှစ်ယောက်စလုံးကဘာပြောတော့ we are fighting for truth ငါတို့ကအမှန်တရားကိုတိုက်ပွဲဝင်နေတာလို့ပြောတယ်နော်အမှန်တရားအတွက်တိုက်နေတာဟိုဘက်ကလူကလည်းအမှန်တရားအတွက်တိုက်တာပဲဒီကကိုယ့်ကိုယ်တော့မှန်နေကြတာပဲလေလူတွေကဟိုလည်းအမှန်တရားအတွက်တိုက်တာပဲဒီဘက်ကလည်းအမှန်တရားအတွက်တိုက်တာပြောပါအောင်ဆိုတော့ငါကရွှေချင်းသေးလို့ပြောတာဟိုကောင်ကငွေချင်းသေးလို့ပြောတယ်ငါ့ကိုရွှေနဲ့ငွေနဲ့မကွဲဘူးလို့ပြောတယ်ဟိုဘက်ကကောင်လည်းငွေမို့ငွေလို့ပြောတာရွှေမဟုတ်ဘူးခင်ဗျာမှားနေတယ်လို့သူကလည်းတိုက်ပွဲဝင်တာအဲ့တော့နတ်သမီးကကြည့်လိုက်တယ်ချင်းသေးရုပ်လေးကရွှေတစ်ဖက်ငွေတစ်ဖက်လောက်ထားတာဆိုတော့သူတွေ့တဲ့အခါကျတော့သူပြဿနာဖြေရှင်းမှုတောင်ဘက်ကလာတဲ့လူကြီးမင်းဒီဘက်ကိုလာပါမြောက်ဘက်ကလာတဲ့လူကြီးမင်းကတောင်ဘက်ကိုလာပါနှစ်ယောက်စလုံးမောချီလိုက်ပါအဲ့ဒီကြတော့မှချင်းသေးရုပ်ကရွှေတစ်ဖက်ငွေတစ်ဖက်ကိုပြဿနာပြေသွားအဲ့တော့သူတို့ညင်းတာတစ်ဖက်တင်မြင်လို့ညင်းနေတာနှစ်ဖက်မြင်မဲ့ဆိုမညင်းဘူးလေမြတ်စွာဘုရားကလည်းအဲ့ဒါပြောတာမြတ်စွာဘုရားကစင်စမ်းတဲ့မျက်မမြင်ဒုက္ခဆိုတဲ့ဇာလန်းနေရမြတ်စွာဘုရားဟောထားတဲ့ဇာလန်းရှိတယ်အဲ့ဒါထူးထူးခြားခြားပဲဗမာပြည်မှာရေးတဲ့စာအုပ်တွေကတော့မျက်မမြင်ပုံနာ6ယောက်ဆိုပြီးရေးတယ်လို့ထင်တယ်ငယ်တော့ဖတ်ဖူးတယ်မြတ်စွာဘုရားဟောတာ6ယောက်မကဘူး9ယောက်9အုပ်စု6ယောက်လည်းမဟုတ်ဘူး9စုမြတ်စွာဘုရားဟောတဲ့ဟာကတာဝတိမြို့ကတဲ့ဘုရင်ကြီးတစ်ပါးကအပြင်းပြေအနေနဲ့တာဝတိမြို့ထဲမှာမျက်မမြင်တဲ့လူတွေကိုစုပြီးတော့နန်းတော်ကိုခေါ်လိုက်တာ
အဲ့တော့တစ်မျိုးလုံးဆိုမျက်မမြင်တဲ့ပုဂ္ဂိုလ်တွေဆုချမဲ့ထင်ပြီးလာကြတာနေမှာပေါ့မျက်စိပဲမြင်တဲ့လူတွေလာကြတယ်နိုင်ရင်မြင်ရောက်တဲ့အခါကျတော့ဘုရင်ကြီးကအမိတ်ပေးတယ်မှတ်ကြည့်တယ်အဲ့ဒီလူတွေကိုကိုယ်အုပ်စုခွဲလိုက်ကွာကို group ကိုအုပ်စုခွဲထားလိုက်အုပ်စုကိုခွဲထားလိုက်ခွဲထားပြီးတော့ခိုင်းတဲ့လက်ကလေးနဲ့ဆင်းဆိုတာဒါပဲမြင်မမြင်တာအောက်ဒီခေါင်းတွေကနော်အစွဲစမ်းပြီးတော့ဟေးဆင်းဆိုတာဒါပဲဟာဆင်းဆိုတာတန်ချောင်းကြီးတို့ပါလားထုတ်ချောင်းကြီးပါလားကိုထင်ရကိုမှတ်ကြတာပေါ့မှတ်ပြီးတော့အဲ့ဒီအုပ်စုဆင်းပြပြီးတဲ့အခါအမတ်ကြီးတွေကအစည်းအခံနဲ့ရှင်မင်းကြီးပြပြီးပါပြီဆင်းကိုဆိုတော့ဘုရင်ကြီးကထွက်လာပြီးတော့မောင်ကန်တို့မင်းတို့ဆင်းကိုမြင်ကြပါလားမြင်ကြပါလေကဲအုပ်စုလိုက်ငါမေးမယ်ပြောကြတာဆင်းဆိုတာဘယ်လိုဟာတော့အစွဲကြည့်ထားတဲ့ကောင်တွေကတန်ချောင်းကြီးလို့ပါဗျာနေရွယ်စမ်းထားတဲ့ကောင်တွေကဟိုကြည့်ငါတို့ကနေရွယ်ဗန်းကြီးလို့ပါဘယ်လိုလို့ဒီကောင်တန်ချောင်းဖြည့်နေပါလဲခြေတော့ပြထားတဲ့ကောင်တွေကတိုင်ကြီးလို့ပါဗျာတယောက်နဲ့တယောက်ပြောကြတာလေကိုစမ်းလို့ရတာပဲကိုပြောကြတာအဲ့လိုလုပ်ပြီးတော့တအုပ်စုနဲ့တအုပ်စုနဲ့ညင်းတာဟုတ်တယ်မဟုတ်ဘူးငါကိုယ်တိုင်စမ်းထားတာမင်းတန်ချောင်းလို့ဟာကြီးဘယ်လိုလုပ်ပြီးတော့ဖန်လို့ဟာကြီးဖြစ်မှာတော့ဆိုအဲ့ဒီအုပ်စုတွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့ထိုးကြကြိတ်ကြရမ်းဖြစ်ကြလက်ဖွဲ့တတ်ကြဖြစ်ကုန်ဘုရင်ကြီးကအဲ့ဒါကိုသဘောကျပြီးခွတ်ထုတ်ခွက်လန့်ရေးတယ်တက်အပြင်းပြေလှုပ်တာအဲ့ဒီလူတွေကကြည့်လေသူတို့ကစင်တကောင်လုံးကိုမြင်ရတာမှမဟုတ်တာတစိမ့်တသိတာလေးတွေပြပြီးတော့ဆင်းဆိုတာဒါပဲလို့မှတ်ထားတာလေအဲ့ဒါကိုပြောတော့မြတ်စွာဘုရားစနာဧကင်ကဓာတိနောတချမ်းပဲအမြင်နေတစိတ်တစ်ပိုင်းလောက်တည်းမြင်တဲ့လူတွေကညင်ညတာတဲ့လောကမှာအလုံးအဲ့ဒီအမြင်တွေအကုန်စုပေါင်းလိုက်တော့စင်တကောင်ဖြစ်သွားတာပဲလေနော်သူတို့အမြင်တွေအလုံးစုပေါင်းလိုက်ရင်စင်တကောင်ဖြစ်သွားအဲ့တော့လောကမှာမညင်ရဘူးလို့ဆိုလို့တယ်ညင်လို့ရှိရင်တချမ်းပဲအမြင်ပဲချမ်းပဲအမြင်တွေကညင်ကြတယ်